မြန်မာသမိုင်းအဆက်ဆက်နဲ့မြန်မာမွတ်စလင်တွေရဲ့ဆွမ်းဆောင်ချက်တွေကိုဒင်္ဂါတစ်ချက်ရဲ့ခေါင်းနဲ့ပန်းလို့တရားတဲ့တွေ့ရမှာဖြစ်ပါတယ်1548ခုတောင်ငူဘရင်တပင်ရွှေထီးရဲ့အယုဒ္ဓယထိုးစစ်တွေမှာမွတ်စလင်သစ္စာရှိအကြပ်ဘူပါတွေပါခဲ့သလို1568-69ဘရင်တော်ကျော်ထင်တော်ထားရဲ့အယုဒ္ဓယသိမ်းတိုက်ပွဲမှာမြန်မာမွတ်စလင်အမြောက်တပ်ကြီးရဲ့အကူအညီကသမိုင်းမှာခြံလှပ်ထားလို့မရနိုင်လောက်အောင်အရေးပါအခရာကျလှပါတယ်1959-1960အလောင်းဖျားရဲ့ယိုရီးယားစစ်တွေမှာမွတ်စလင်တွေပါခဲ့သလိုအလောင်းဖျားရဲ့ဘယ်လေယုံသွေးတောက်တမှုကြီးတွေပင်မြန်မာမွတ်စလင်ကြီးတယောက်ဖြစ်တယ်ဆိုတာမြန်မာသမိုင်းမှာထင်ရှားခဲ့ပါတယ်အင်္ဂလိပ်တွေရဲ့ကျူးကျော်စစ်တွေကိုခုခံခဲ့တဲ့စစ်ပွဲတွေမှာလည်းမြန်မာမွတ်စလင်တပ်မှုဘူပါအချက်တပ်သားများရဲ့အခမ်းကဏ္ဍကိုသမိုင်းအဆောင်ဆောင်မှာတွေ့နိုင်ပါတယ်ဒီနောက်ပိုင်းလွတ်လပ်ရေးကြိုးပမ်းမှုကာလလွတ်လပ်ရေးလွန်ပြည်တွင်းစစ်ကာလတရုတ်ဖြူခုခံစစ်ကာလစတဲ့ကာလတိုင်းမှာမြန်မာမွတ်စလင်တွေဟာသူတို့ချစ်တဲ့တိုင်းပြည်အတွက်အသက်သွေးချွေးစရေပြီးခုခံကာကွယ်ခဲ့ကြတာပဲမဟုတ်လားတိုင်းပြည်အတွက်ဘယ်တော့ဘယ်နေရာကမဆိုမြန်မာမွတ်စလင်တွေနောက်မယွန့်တန်းတာဝန်ယူခဲ့ကြတယ်တိုင်းပြည်ကိုအလုံကျွေးပြုခဲ့ကြတယ်တာရကအနေနဲ့မြန်မာပြည်ရဲ့အားထားရတဲ့မြန်မာမွတ်စလင်တွေအဖွဲ့တွေတဲကအချို့အကြောင်းကိုအလင်းသင်လို့တင်ပြခြင်းပါတယ်ဖဆပလအဖွဲ့ကြီးနဲ့တစ်ချိန်တည်းနှီးပါးတည်ထောင်ခဲ့တဲ့ BMC ဗမာမွတ်စလင်ကွန်ဂရက်ဟာမြန်မာလွတ်လပ်ရေးကြိုးပမ်းမှုတွေမှာဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ဖဆပလအဖွဲ့ကြီးကိုအဓိကပံ့ပိုးပေးခဲ့တဲ့အကြီးဆုံးအဖွဲ့ကြီးဖြစ်တယ်ဆိုတာကိုဗိုလ်ချုပ်ကိုယ်တိုင်ကအတိအမှတ်ပြုခဲ့တယ်။ဒါ့အပြင်1938ခုနှစ်ထဲကလူမျိုးဘာသာဆင်းရဲချမ်းသာမရွေးကူညီနေတဲ့မွတ်စလင်ကုသိုလ်ဖြစ်စေယုံကြီးကိုယနေ့တိုင်ရန်ကုန်မြို့ဘားလမ်းမှာတွေ့နိုင်ပါသေးတယ်။တတိယအင်္ဂလိပ်မြန်မာစစ်ပွဲကြီးမှာအင်္ဂလိပ်တွေကိုမင်းလှခန္ဓာကနေအခြားစစ်တဲ့200ကိုကုတ်ကဲပြီးဒဏ်ရာတွေနဲ့ခုခံခဲ့တဲ့မြန်မာမွတ်စလင်တပ်မှုကြီးဦးဖိုးကာရဲ့တတိကတော့ဩချလောက်တယ်။ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွကြာဆုံးချိန်အထိအစိုးရအဖွဲ့မှာပညာရေးနဲ့အမျိုးသားစီမံကိန်းဝန်ကြီးဖြစ်တာဝန်ယူခဲ့တဲ့အများသည့်အာဇာနည်ခေါင်းဆောင်ကြီးဦးရာဇတ်ဆရာကြီးဦးရာဇတ်ဟာမြန်မာပြည်ရဲ့ပထမဆုံးအမျိုးသားကျောင်းအုပ်ပထမဆုံးအထက်မြန်မာပြည်ဒုဗမာစီယုံဥက္ကဋ္ဌမန္တလေးကောလိပ်အခုမန္တလေးတက္ကသိုလ်ကိုတွဲဖက်တည်ထောင်ပေးခဲ့လို့ရာဇတ်ဟော်ရာဇတ်ခမ်းမဆိုပြီးယနေ့တိုင်မန္တလေးတက္ကသိုလ်ကြီးမှာထဲထဲဝါဝါတွေ့နိုင်ပါသေးတယ်။ Mr. M.A. Rashid မြန်မာပြည်သူ့ကျွန်ဘဝကလွတ်ဖို့အဓိကဦးဆောင်ခဲ့တဲ့ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့1935-36ပထမဆုံးဒုဥက္ကဋ္ဌတာဝန်ကိုယူအခြားထင်ရှားတဲ့ခေါင်းဆောင်တွေဖြစ်တဲ့ကိုအောင်ဆန်းကိုနုတို့နဲ့အတူလက်တွဲပြီးမြန်မာပြည်လွတ်လပ်ရေးအတွက်ကြိုးပမ်းခဲ့တာကိုငင်းနိုင်သူတွေရှိရင်ငင်းလိုက်ပါ1936-39မှာရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌတာဝန်မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂရဲ့ပထမဆုံးဥက္ကဋ္ဌတာဝန်တွေကိုတပြိုင်တည်းတာဝန်ယူခဲ့တယ်။ Hellhound at Large ငရဲခွေးကြီးလွတ်နေပြီလို့ရန်ကုန်တက္ကသိုလ်အိုးဝေမဂ္ဂဇင်းမှာရေးတဲ့စာရေးဆရာဘယ်သူလဲဆိုတာဖော်ထုတ်ဖို့ညှင်းဆိုခဲ့တဲ့အတွက်အိုးဝေ editor ကိုအောင်ဆန်းနဲ့ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌကိုနုတို့ကိုကျောင်းကထုတ်ပယ်ခဲ့လို့1936မှာဗြိတိရှကိုအန်တုတဲ့သမိုင်းဝင်ဒုတိယအကြိမ်ရန်ကုန်တက္ကသိုလ်ကျောင်းသားတပိတ်ကြီးဖြစ်ခဲ့တယ်။အဲဒီတပိတ်ကြီးကနေမြန်မာလွတ်လပ်ရေးခေါင်းဆောင်တွေကိုမွေးဖွားပေးလိုက်တာပေါ့1956 Guardian မဂ္ဂဇင်းမှာဒေါက်တာမောင်မောင်က1936ကျောင်းသားတပိတ်ဟာအမျိုးသားလှုပ်ရှားမှုရဲ့မှတ်တိုင်တစ်ခုဖြစ်ပြီးကိုနုနဲ့ကိုရရှိတို့ရဲ့ဥဆောင်မှုတွေကိုမှတ်တမ်းတင်ခဲ့ပြီးကိုရရှိဟာဒီတပိတ်ရဲ့ဝိညာဉ်ဖြစ်တယ်လို့တောင်တင်စားခဲ့တယ်1952ဦးနုရဲ့အစိုးရအဖွဲ့မှာအိုးအိမ်နဲ့အလုပ်သမားရေးရာဝန်ကြီး1954မှာကုန်သွယ်ရေးနဲ့ဖွံ့ဖြိုးရေးဝန်ကြီး1956မှာတပ်တုတွင်းဝန်ကြီး1960မှာကုန်သွယ်ရေးဝန်ကြီးတာဝန်တွေကိုယူပြီးနိုင်ငံအတွက်အလုပ်ကျွေးပြုခဲ့တယ်မြန်မာမွတ်စလင်တွေဂုဏ်ယူလိုက်စမ်းပါပင်လုံလို့ပြောရင်မပါမဖြစ်တဲ့မြန်မာမွတ်စလင်ဥဖေခင်အကြောင်းလဲနည်းနည်းပြောခြင်းပါလေ1949 February 9 ရက်နေ့မှာဗိုလ်ချုပ်အောင်ဆန်းကသဘောတူညီမှုတစုံတရာမရတဲ့ဆွေးနွေးပွဲအတွက်စိတ်ပြက်ပြီးဗိုလ်ထွန်းလှတက္ကသိုလ်နေဝင်းကိုရန်ကုန်ပြန်လေရင်ခေါ်ဖို့ပြောလိုက်တယ်ဥဖေခင်ကဗိုလ်ချုပ်စိတ်အေးထားအနားယူပါအောင်လို့ပြောပြီးဗိုလ်ချုပ်ရှိရာတဲစီကအပြင်ထွက်ညောင်ရွှေစော်ဘွားမိုင်းပွန်စော်ဘွားတို့နဲ့တွေ့ပြီးဗိုလ်ချုပ်အနေနဲ့ကန်းကုံအောင်လိုက်လျောပြီးပြီဖြစ်ကြောင်းစော်ဘွားများဘက်ကလိုက်လျောမှုမရှိဘဲနဲ့မိမိကဗိုလ်ချုပ်အားဖြောင်းဖျဖို့မလွယ်ကူကြောင်းပြောတော့
ညောင်ရွှေစော်ဘွားကြီးကဗိုလ်ချုပ်ကိုမပြန်ဖြစ်အောင်သာပြောပါဆက်ဆွေးနွေးရင်ပြည်လည်စရာအကြောင်းရှိပါတယ်လို့ဆိုလာတယ်။ဦးဖေခင်ဟာတစုံတစ်ခုကိုလေးလေးနက်နက်စဉ်းစားရင်းဗိုလ်ထွန်းလှနဲ့အတူဗိုလ်ချုပ်ရှိတဲ့တဲဘက်ကိုပြန်လာခဲ့တယ်။ဒူဝါဇော်လွန်းနဲ့ညောင်ရွှေစော်ဘွားတို့ဘလောက်ပဲကောင်းမှဘလောက်ပဲခက်ထန်ဗြိတိရှားကအကာအကွယ်ပေးမဲ့ဒိုမီနီယံအဆင့်လွတ်လပ်ရေးစိတ်ကူးရင်အိမ်မက်ကိုစွန့်လွတ်လိုက်တာတို့အတွက်သိငယ်တဲ့အကျိုးဖြစ်ထွန်းမှုတော့မဟုတ်ဘူး။ဒီလိုဒိုမီနီယံအဆင့်တောင်းတမှုကိုစွန့်လွတ်လိုက်တဲ့အတွက်ဗြိတိရှားတို့အနေနဲ့ဒို့မြေပေါ်မှာခြေကုပ်မရနိုင်တော့ဘူး။သူတို့တောင်းဆိုနေကြတဲ့အချုပ်အခြာအာဏာပိုင်ဆိုတဲ့တီးခြားတောင်တန်းဒေသပြည်ထောင်စုဆိုတဲ့ကိစ္စဟာတောင်တန်းဒေသတစ်ခုတည်းတွင်အတွက်မဟုတ်ဘူး။မြန်မာနိုင်ငံတစ်ခုလုံးရဲ့အနာဂတ်ကံကြမ္မာကိုပါအဆုံးဖြတ်ပေးနိုင်မဲ့ကိစ္စဖြစ်တယ်။ညီလာခံကြီးစကားစားမှာမျှော်လင့်ချက်အပြည့်အဝနဲ့စခဲ့ကြတယ်။ဒေသဇွဲဆိုတဲ့ကြောက်ဆောင်ကြီးနဲ့တိုက်မိပြီးရေစုံမျောသွားမဲ့အရေးကိုတို့ဒီတိုင်းပဲလက်ပိုက်ကြည့်နေတော့မှာလား။ညီလာခံရဲ့ကံကြမ္မာဟာမရေရာမသေးကြလမ်းစုံလမ်းဝရောက်နေပြီ။လမ်းမဘက်ကိုတိမ်ဆောင်သွားတာနဲ့တပြိုင်နက်မတွေးရဲလောက်အောင်အခြေအနေတွေဆိုးဝါးသွားနိုင်တယ်။ဒါကြောင့်ညီလာခံပြတ်မသွားအောင်ထိမ့်သိမ်းထားဖို့လိုတယ်။ထိမ့်သိမ်းနိုင်မဲ့သူဟာလည်းဗိုလ်ချုပ်တယောက်ပဲရှိတယ်။အဲ့လိုတွေးရင်ဦးဖေခင်ကဗိုလ်ချုပ်တဲတဲ့ရောက်သွားနောက်ဆုံးအခြေအနေတွေနဲ့ဗိုက်ပွန်စော်ဘွားညောင်ရွှေစော်ဘွားတို့နဲ့တွေ့ကြရတဲ့အခြေအနေတွေကိုတင်ပြပြီးတလန်းလုံးသူတွေးလာတဲ့အကြောင်းတွေကိုဗိုလ်ချုပ်ကိုတင်ပြလိုက်တယ်။ဗိုလ်ချုပ်ကစိတ်ဝင်စားနားထောင်ပြီးလိမ်မြန်ကိစ္စကန်ဆယ်လုပ်အဲ့ဒီနေ့ညနေမှာပဲစာမောင်ကြီးဦးတင်ထွတ်ဦးအောင်ဇံဝေနဲ့ဘိုးခင်မောင်ကလေးတို့ကိုစီဝေးခေါ်လိုက်တယ်။စီဝေးသဘောတူညီချက်တွေအတိုင်းနောက်နေ့ဖေဖော်ဝါရီ10ရက်နေ့ညီလာခံမင်းကုန်းမှာဗိုလ်ချုပ်ကအမျိုးသားစည်းလုံးညီညွတ်ရေးအတွက်ကချင်ပြည်နယ်တစ်ခုအဖြစ်ဖန်တီးပေးရန်မူအားဖြင့်လိုက်လျောပြီးဖဆပလအစည်းအဝေးတွင်မိမိကိုယ်တိုင်အဆိုတင်သွင်းသွားမည်ဖြစ်ကြောင်းပြောပြီးကိုယ်စားလှယ်အားလုံးတခဲနဲ့ဩဘာပေးရင်1948ခုနှစ်ဖေဖော်ဝါရီလ12မှာတမိုင်းဝင်ပင်လုံသဘောတူညီချက်ကိုကိုယ်စားလှယ်တွေလက်မှတ်ထိုးဒီနေ့မြန်မာနိုင်ငံမြေပုံအတိုင်းပြည်မတောင်တန်းပူတွဲပြီးဗြိတိရှစီကလွတ်လပ်ရေးရခဲ့ကြတယ်မဟုတ်လားဒီနေရာမှာဥဖေခင်ရဲ့စွမ်းဆောင်ချက်ကိုခြံလှပ်လိုက်ရင်မြန်မာသမိုင်းဝင်ပင်လုံစာချုပ်အကောင့်ထဲပေါ်လာနိုင်စရာမရှိခဲ့ရုံမကယနေ့တွေ့နေရတဲ့မြန်မာမြေပုံမြန်မာနိုင်ငံကြီးသည်ပင်တမျိုးတစ်ဖုံပြောင်းလဲသွားမှသိကြပါတယ်။ဒါမြန်မာမွတ်စလင်ဥဖေခင်ရဲ့ပြည်ထောင်စုစိတ်ဓာတ်နိုင်ငံချစ်စိတ်တွေကိုခဏမြန်မာမွတ်စလင်တွေဂုဏ်ယူကြဖို့အတူယူကြဖို့ပါ။ဥဖေခင်ရဲ့စွမ်းဆောင်ချက်တွေကိုအသိအမှတ်ပြုတဲ့အနေနဲ့နိုင်ငံတော်ကသူ့ကိုမဟာသရီစီသူပွဲနဲ့နိုင်ငံဂုဏ်ရည်ပထမအဆင့်ကိုချီးမြှင့်ခဲ့တယ်။ရန်ကုန်တက္ကသိုလ်သမိုင်းပါမောက္ခကြီး Professor Gordon Luce ကိုယ်တိုင်ချီးကျူးခဲ့ရတဲ့မြန်မာမွတ်စလင်ဗိုလ်မှူးဘရှင်ရဲ့မြန်မာသမိုင်းဆိုင်ရာသုတေသနပြုချက်တွေနဲ့မြန်မာတွေရဲ့အစဖြစ်တဲ့ပကန့်သမိုင်းရှားဖွေတွေ့ရှိချက်တွေကိုခြံလှပ်ပြီးမြန်မာသမိုင်းခရီးဆက်လို့မရနိုင်ဘူးဆိုတာသိကြမှာပါ Professor Luce ကဗိုလ်မှူးဘရှင်ဟာမြန်မာသမိုင်းနဲ့ပကန့်ခေတ်ကြောက်စာတွေကိုအထူးကျွမ်းကျင်တဲ့အကောင်းဆုံးသုတေသနပညာရှင်တွေကတဦးဖြစ်တယ်လို့ချီးကျူးခဲ့တယ်မြန်မာမွတ်စလင်ရိုဟင်ဂျာလူမျိုးဆူလ်တန်မာမုဒ်ကိုဦးနုကိုယ်တိုင်ကျမ်းမာရေးဝန်ကြီးခန့်ခဲ့တယ်Mr. Sultan Ahmed, Mr. Abdul Ghaffar, Mr. Abdul Bashir, Miss Zohra Begum Kho, Do Inyo, Mr. Abdul Khair, Mr. Abdul Subhan, Mr. Rashid Ahmed, Mr. Nasiruddin Kho, Upo Kaindo ha, Parliament Democracy Kheka, Rohingya Ahmadတွေဖြစ်ခဲ့ကြတယ်။အခုဒီမိုကရေစီနိုင်ငံကြီးဖြစ်လာဖို့အသက်သွေးချွေးတွေပေးခဲ့တဲ့မြန်မာမွတ်စလင်တွေထဲမှာစာရေးဆရာမောင်တော်ကဘုံမှုဘတော်ကိုတော့88ဒီမိုကရေစီကြိုးပမ်းမှုကာလတွေကိုမှီလိုက်တဲ့သူတွေလေးလာဘူးကြတဲ့လူငယ်တွေသိကြမှာပါအင်းစိန်ထောင်တွေကစစ်ခွေးတွေလက်ချက်နဲ့ကြာဆုံးပြီးတော်လှန်ရေးအတွက်အသက်ကိုစရေးသွားခဲ့တယ်ဥရွှေရိုးခေါ်ဥပကလေးဟုတ်ပါတယ်ယနေ့မြန်မာပြည်